ခုလောလောဆယ်တော့ကျွန်တော်တို့ by the grace of God ပွဲတရားဆက်တိုက်နေတယ်အဲ့ပုံမှာပင်တော့အရင်ပင်ပန်းနေတိုင်းမဲ့အခုဝေဒနာပုံမှာပင်ပန်းရတယ်ဆိုတော့အရင်ချင်းနေပါတယ်ပြီးတော့အမြဲတမ်းလေးပင်ပန်းချင်ပါတယ်အခုတလောက3ရက်လောက်ရှိပြီအခုပူရာမပြောင်းနိုင်သေးဘူးပြီးတော့လေဆောင်ရမ်းနာနေတယ်ဟုတ်ကဲ့မင်းနဲ့ဂန်ဒီကြောင်ရလေးရိုက်တာရမ်းပြောတယ်ကျွန်တော်တွေ့လဲပထမဖြစ်တယ်ပြီးတော့မင်းတွေ့လဲပထမဆုံးကြောင်ရရိုက်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အရန်ဘယ်လိုပြောရမလဲ memory တစ်ခုဖြစ်ပါတယ်ပြီးတော့အဲ့နေ့ကကျွန်တော်မင်းရဲ့အကြောင်းတစ်ခုပိုသိတာရှိပါတယ်အဲ့ဒါဘာလဲဆိုတော့တကားနေဝင်တဲ့စင်လေးမှာမမဝင်လာပြီးတော့ကင်မရာရှိမှ3လုံးလောက်ရှိတယ်အဲ့တော့မမအရင် nervous ဖြစ်ပြီးတော့သွားဒီလိုဖြစ်နေတာဒီလိုဖြစ်နေတော့ကျွန်တော်အနောက်ကနေကြည့်ပြီးတော့မမဘာဖြစ်သွားလဲလို့အော်တီဗီလို့ကျွန်တော်ခုံဆွားဖြစ်တာမမစီကနေရရပါပဲလို့အဲ့နေကနေစတီးတာမမ nervous ဖြစ်နေတာတီးဦးမမေငယ်ကလေးရှိတယ်နေမှာပေါ့ဒါမဲ့ကျွန်တော်3ထားမိတာအဲ့ကနေကြောင်ရရိုက်တဲ့အချိန်မှာ3ထားမိတယ်โอเคအဲ့ဒါကျွန်တော်မမေနေကောင်းလာဆိုတော့တချင်းလေးဆိုတဲ့အချိန်မှာကျွန်တော်အာတီးတော်ရောင်တယ်အတန်ကတနေ့လုံးမထွက်ဘူးအဲ့ကြောင့်ကျွန်တော်အရင်စိတ်ပူတယ်အဲ့တချင်းဆိုမဲ့ချိန်မှာအဲ့တော့ဆူတောင်းပြီးတော့စင်ပေါ်တက်ရတယ်စင်ပေါ်တက်ပြီးတော့အဲ့လို nervous ဖြစ်ပြီးတော့ငိုလဲငိုခြင်းတယ်ငိုလဲငိုခဲ့တယ်အဲ့ချိန်မှာvoting ကျင်ရတဲ့အချိန်မှာရှီကိုထွက်ပြီးတော့အဲ့လိုလုပ်ရတာအဲ့ကျွန်တော်ဒီလိုလုပ်တဲ့အချိန်မှာအရင် nervous ဖြစ်ပြီးတော့ဒီလိုဖြစ်သွားတာအဲ့ဒါဖြစ်သွားတာfan ရဲ့feedback ကတော်တော်ကောင်းတယ်ဆိုတော့အဲ့လိုပဲဆက်လုပ်တာဖြစ်ပါတယ်ဟုတ်ကဲ့အရင်ဂျင်းနဲ့တယ်ပြီးတော့အရင်လည်းသတိရတယ်ဟုတ်ကဲ့โอเคကျွန်တော်အိမ် first live အိမ်ပြန်ရောက်တော့ဖုန်းကိုကြည့်လိုက်တယ်အဲဖုန်းကြည့်လိုက်တဲ့ချိန်မှာအဲ့ဒါတော် TikTok ဒီပြီးတော့ဗီဒီယိုတူတိုလေးတွေလုပ်ပြီးတော့ယုံပေါက်စားလေးလုပ်ပါတော့အဲ့လိုလေးတွေနဲ့နာမည်ပေးကြတာတွေ့တယ်ဟုတ်ကဲ့ဟုတ်တယ်မမေကိုတော်တော်ကျေးဇူးတင်တယ်စပင်လေးရထားတယ်မြခုံးမွေးလေးရထားတယ်ဒီဟာလေးတောင်သူ့စီကနေရထားတယ်ဆိုတော့ဟုတ်ကဲ့အဲ့ဒီကနေအကြောင်းရိုက်တဲ့အဲ့ဒီ caption ကကျွန်တော်တော်တော်ကြိုက်တယ် Valentine Day ဆိုတာအရေးစားအတွက်ပဲမဟုတ်ပါဘူးကိုချစ်ရတဲ့သူတွေအတွက်ပါလှုပ်ရပါတယ်ဆိုတော့ဟာလေးကျွန်တော် proof အနေနဲ့ကျွန်တော်ကျွန်တော်အမေနဲ့ကျွန်တော်ကိုဖိတ်ခေါ်တဲ့အတွက်လည်းကျေးဇူးတင်တယ်ပြီးတော့ကျွန်တော်အဲ့အကြောင်းရဒါလည်းအရင်ဂျင်းနေပါတယ်ဟုတ်ကဲ့အဲ့ဒါ message လေးကိုလည်းလူတိုင်းကိုကျွန်တော်ပေးချင်ပါတယ် Valentine Day ဆိုတာကိုချစ်ရတဲ့သူတွေနဲ့ပျော်ရွှင်စွာသုံးလို့ရပါတယ်လို့ဒီနေ့ Valentine ကကျွန်တော်ထုံးစံတိုင်းပဲတချင်းဆိုပြီးတော့ဖြတ်တန်းမှာဖြစ်ပါတယ်ကျမ်းပါဆရာကလည်းဆန္ဒအားလုံးပြည့်စုံကြပါစေ။မတိသေးဘူး။ကျွန်တော်တော့မမေကိုပဲပေးမှာ။အရှင်တော့ကတော့Valentine Day မှာတော့ထူးထူးခြားခြား memory တွေတော့မရှိဘူး။ဒါပေမဲ့ရှစ်တန်းတော့ကတော့တကယ်ချင်းနေနဲ့ဖြတ်တန်းခဲ့ဘူးပဲဟုတ်ကဲ့။ Valentine Day မှာတော့မရှိသေးဘူးဟုတ်ကဲ့။ဟုတ်ကဲ့ဒီနေ့ကတော့ကျွန်တော်လည်းဖျားနေတယ်ဆိုတော့ပပလေးနဲ့လာရောက်ဒါပါဟုတ်ကဲ့ခေါင်းစီလီယာကျတော့ Ormin စီကအဖြူနဲ့လိမ္မော်နဲ့ဆိုတော့ကျွန်တော်ချင်းချင်းပြီးတော့စီးလာတာပါဟုတ်ကဲ့ဒီဇိုင်နာဟုတ်ကဲ့ကိုစွမ်းဟင်းကကျွန်တော်ကိုငင်းနေပါတယ်ဟုတ်ကဲ့ကျွန်တော်ပုံလဲတင်ဖြစ်တယ်ကျွန်တော်ဆရာဝန်စီကိုအမြဲတမ်းသွားတယ်သူစီမှာဆေးတွေသွားယူတယ်ပြီးတော့ဆေးတွေလည်းထိုးရပါတယ်ဟုတ်ကဲ့ညတိုင်းလို့ပေါ့ဟုတ်ကဲ့အခုလောလောဆယ် plan တော့ကျွန်တော်စင်ကာပူသွားမယ် plan ကတော့ကျွန်တော်တို့စင်ကာပူကပွဲမရဘူးဆိုတော့ကျွန်တော်လောလောဆယ်တော့ cancel လုပ်ရပါတယ်ပြီးတော့Australia လည်းကျွန်တော်ဘယ်လိုလာမလဲမသိဘူးဟုတ်ကဲ့ပြီးတော့US ဘက်လည်းသွားဖို့လည်းရှိတယ်ပြီးတော့အဓိကတော့ပြည်တွင်းမှာတော့ set type ပွဲတွေဆိုဖို့ရှိပါတယ်ပြီးတော့တချင်းတက်တွေအတွက်ကျွန်တော်စူးစမ်းနေပါတယ်ခင်ဗျာ